ကဗျာရဲ့ခေါင်းစဉ်လေးကစိလိတ်တူခောက်ထားလို့ရကြေးဆိုရင်ဒုက္ခတွေကိုခောက်နိုင်သမျှချိုးခောက်ပစ်ခြင်းနေသိမ်းထားလို့ရကြေးဆိုရင်ရေတံဖြော့ဖြော့လေးတွေမနှွမ်းမဖက်သိမ်းထားခြင်းနေခုဟာကဒီလိုလေကန္တာရပါဇက်သေးကြလာတဲ့မျက်ရည်တစ်စက်နဲ့သက်ဆက်ရမလားကြောင်မီးသွေးကွာဟစ်အော်ပြီးတက်ပြင်းနေတဲ့ခုန်ချလိုက်ဘဝမီးရထားလေးမိโกတလူလူမင်းဘူတာတော့မဆိုင်တော့ပါဘူးမနဲ့ရောက်တိုင်းအစမေ့နေတဲ့အိမ်မက်မျိုးခဏခဏမတ်နေမင်းမျက်လုံးထဲမှာငါ့ကိုရှာမတွေ့ဘူးနော်မင်းကပြီးစင်ဘိန်းကလေးနဲ့မင်းကသပင်တူတူနဲ့မင်းကတလဲလက်ရေကမောကမင်းကချယ်ရီရေမွေးသင်းသင်းပြန်ငါအိမ်မက်မှာလေငါကူငါရှာမတွေ့ပါဘူးလက်ဖက်ရည်ကြိုက်တုံးမင်းနော်လှိုက်ကနေမော့ကြည့်မိဒီဆိုင်ဒီကုံဒီလိုမနှက်ခင်းမျိုးတွေဒီနေ့ဟာအရောက်နောက်ကျခဲ့တော့ဒီမြင်ကွင်းဟာပြောင်းလဲသွားပေါ့လင်းလက်တွေ